ပင်သားရဖမ်းတယ်စီပင်သားရကွာတို့ပဲသားရတယ်ဂျန်တဲ့လူတွေဘဝပြက်ကုန်တယ်စီပင်သားရဆိုတာမသိမချင်းမှတ်တာကလေးပကက်ကနေတင်းငိုင်းကုန်းမီးတကြိုသက်ရောက်တဲ့ဒီလူဘဝတစ်လျှောက်လုံးအိတ်ထောင်နဲ့ကပတ်ဆက်နိုင်တဲ့ဌာနတေတော့လေတေသေးရမွေးတော့လေဖွာသေးနေတော့လေအိမ်ကုန်မြေကုန်ရေကုန်လေကုန်ဤကုန်ဟာအေးကိုရှိသလားနောက်မင်းတို့ဤပေါင်လွတ်လွတ်လပ်လပ်ပေါက်လို့မရတော့အခွန်ဆောင်ပြီးမှပေါက်လို့ရတယ်ကားတွေဆိုင်ကယ်တွေအိမ်တွေအမျက်တော်ကွန်လိုက်တယ်လို့ဤအမျက်တော်ကွန်ဆိုတာပေါ်တော့စီကံဖြစ်ရင်ဘယ်သူမှချမ်းသာမပေးဘူးဒီမိုကရေစီနိုင်ငံကွာဟာခေါင်းပေါ်အုတ်ထုတ်လည်းမပေါဘူးမုံရွာဘိုးဘွားရိတ်တာခွေးမှာမော်တော်ဘီကဲအိတ်ပြောနေလို့မင်းလွတ်လာတယ်မှတ်အ ਨੇ တုံထံခွေ9000ဟိုကမကြီးမေးတိုင်းကျိုးလည်းမတက်ဘူးအ ਨੇ တုံနဲ့ထံခွေ2000အခုဒီမိုကရေစီခေတ်မှာနီးစနစ်တွေပြောင်းကုန်ပြီဘယ်လိုပြောင်းမုံရွာမှာပေတဲ့မပါကားတွေကမုံရွာမြို့အတွက်ကိုမပို့တော့ဘယ်ပို့မင်းမေလင်မုံရွာမြို့တက်ကတိုးဂိတ်ကမပါကားတောင်တန်ဖို့ချိန်တာအဲ့နာရောက်ရင်ဘလို့လောက်တမတ်တို့မပါကားတိုးဂိတ်ထဲဝင်ကတ်တားပေါ်တက်မပါစင်းလန်းလျှောက်ဖူးမစဲဖယားနာကနေစလိတ်ထိုင်တော့စောက်ကားပြန်မောင်းမပါပလက်လန်ပြန်သိပါသွားလင်းမေလွာမိုးညင်းတန်မုတ်ဒေနာရောက်တော့မော်တော်ဘီကနဲ့တွေ့လို့မပါဘူးတားပြီးပြက်ကလေးညောင်းသေးတာမပါတောင်းမှနဲ့ဆရာကြီးရဲ့တဲ့ကျွန်တော်သိပါပြီညာတဲ့မော်တော်ဘီကပြောတယ်ဒီဘဝသိပေမဲ့နောက်ဘဝလူပြန်ဖြစ်မလဲသိအောင်မင်းပြက်ကလေးဝဲသွားတဲ့အဲ့ဒါမှမဟုတ်ဗဒခါတန်းနဲ့ပေးတမတ်တဲ့ဒါငါအတွက်စောစောစီးစီးဈေးဥပေါက်ဖဲအဲ့တော့စီကံပြည့်ရင်ချမ်းသာမပေးဘူးဓမြတွေကတော်တယ်ပါမနေတော့မြို့ပေါ်ရောက်ကုန်ပြီဟာဘယ်မှာတို့တန်ဖိုးတို့ဘိန်းကွန်တို့အခွန်ကောက်တာအဲ့ဒါဓမြတွေပဲအဲ့တော့မင်းတို့ကိုစီကံပြည့်တို့နဲ့စီမံသားဖမ်းနေတာပဲဟောမလေး